ခုတက်ကင်တိုက်ပြဒီမှာကျွန်တော်သုံးပါကဟီလာ၈កောင်ပေါ့နော်ဟီလာ၈កောင်ပြီး fan နဲ့10កောင် factory 2កောင်ဟန်နဲ့2កောင်ဟန်နဲ့2កောင်ဘာလို့သုံးလဲဆိုတော့ဒီwire wall တဲ့အချိန်မှာ anime ဘက်က hero တွေပေါ့ဟောပါဘူး hero တွေဘက်ကsorry ပါ anime ဆိုတော့ကျွန်တော်နည်းနည်းလေးစကားနည်းနည်းအကျင့်ပါတယ်ပေါ့အကြီးနဲ့ဟုတ်ကျွန်တော်ပေါ့နော်ဒီလို Royal Champion ဟောပါဘူး Grand Wire Wall တဲ့အချိန်မှာကျွန်တော်ဒီ anime တခြား hero တွေနဲ့တွေ့ကြလို့ရှိရင်ဟန်နာလေးကအကူအညီဖြစ်အောင်ကျွန်တော်ထည့်ထားတာနောက်တစ်ခုအနေနဲ့ဒီ fan နဲ့10កောင်ဒီတကယ်မှာ fan နဲ့ကအဓိကပဲ fan နဲ့ကဘယ်လိုအဓိကလဲဆိုတော့ကျွန်တော် Wire Wall တဲ့ချိန်ကြလို့ရှိရင်အချိန်ရမ်းကြာတာမျိုးရှိတယ်အဲ့တော့ကျွန်တော်ကဒီ fan နဲ့လေးကိုနည်းနည်းလေး follow လိုက်မယ်နောက်တစ်ခုအနေနဲ့ fan နဲ့ဒီဟာလေးနဲ့ site ရှင်းတာပုံမြင်တယ်ဒီ healer ၈កောင်ဘာလို့ထည့်လဲဆိုတော့ကျွန်တော်က water မှာ healer 4កောင်တွဲမယ်နောက်တစ်ခုကဒီ Royal Champion မှာ healer 4កောင်တွဲမယ်Royal Champion Wall တော့မဟုတ်ဘူးเนาะ Grand Water ဒါပေမဲ့ဒီ Royal Champion မှာလည်း healer တန်းပြီးတော့စမ်းသုံးကြည့်တာတော်တော်လေးမိုက်သွားโอเคကျွန်တော်တိုက်ပြမယ်လိုရတဲ့စပယ်တွေကတော့ဒီပုံမှန်တိုင်းပဲเนาะ Fireball ယူလို့တိုက်နေကြမှာပဲဒီကိုပြောင်စပယ်ရယ်နောက်တစ်ခုကကျတော့ range တစ်လုံးရယ်အကွေရနှလုံးနောက်တစ်ခုက poison တစ်လုံး poison တစ်လုံးဆိုတာကဒီ base ကိုနည်းနည်းတွားကြည့်လိုက်ကျွန်တော် base ကိုနည်းနည်းတွားကြည့်မယ်เนาะโอเคကျွန်တော်ပြင်မှာကဒီဘက်ကိုပြင်မယ် main တစ်ဘက်ကိုပြင်မယ်ကလန်ကိုမရတော့ဘူးဆိုရင်ဒီ poison space ယူခဲ့လိုက်အကယ်လို့ကိုပြည့်တဲ့နေရာမှာဒီကလန် caster ကိုတန်းပြိုသွားလို့ရှိရင်ဒီ poison space ယူခြင်းမို့အဲ့ poison space နေရာမှာကိုပြောက်တာမို့ဒီ freeze တစ်လုံးယူပေါ့နော်အဲ့ဒါတော့ပိုကောင်းတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့အကြံပေးရမှာဆို freeze ယူတာပိုကောင်းတယ်ဒါကတော့ကလန်မှာတစ်ခါတည်းပါသွားမှာနော်ဒါပေမဲ့ကျွန်တော်ဒီအချိန်မှာကျွန်တော်ကလန်ကိုမပစ်ဘူးဘယ်ကိုပစ်မလဲဆိုတော့ဒီဟိုအောင်ပစ်မယ်ဒီနောက်ပစ်မယ်eagle ကိုပစ်မယ်ဒါမှမဟုတ်ဒီ h ကိုပစ်မယ်တောင်းဆန်ကတော့ဒီမမတ်ဘူးပေါ့နော်ဒါပေမဲ့သူပဲဒါပေမဲ့ကျွန်တော်တိုက်ပြချင်လို့ဒီတက်ကင်လေးကိုကျွန်တော်ချပြနေတာကြာပြီဒါပေမဲ့ကျွန်တော်ဒီ TikTok မှာလည်းတင်လို့မရတယ်ကျွန်တော်ဒီ YouTube မှာစပြီးတိုက်ပြရပါโอเคကျွန်တော်တိုက်မယ်hero level တော့နေတဲ့အတိုင်းပါပဲဒီ Grand Water နဲ့ Royal Champion လို့ကျန်တဲ့ hero တွေနည်းနည်းတော့ level စုံโอเคကျွန်တော်စဝင်မယ်ဆိုတော့ကျွန်တော်ဘယ်ရောက်ဝင်မလဲဒီအပေါ်ကနေဝင်မယ်ကျွန်တော်အဓိကပြင်မှာကဒီ eagle ကိုပြင်မယ်ဗျာ eagle ပြုတ်ရင်ရပြီဒါမှမဟုတ်ဒီ h ဘုံနောက်ပြင်မယ်ဒီကအဲ့လိုပြင်မှာโอเคပြင်မယ်ကျွန်တော်ဝိုင်းချမယ်ပြီး healer လေးကိုတွဲမယ်ဒီနေရာမှာကျွန်တော်အနေနဲ့ဒီပေါ့နော်ဒီ Grand Water မှာဘာလို့ unicorn သုံးတာလဲဆိုတော့ဒါကျွန်တော်တောင်းလို့15ပဲဖြစ်တဲ့အတွက်ဒီ unicorn ကပို့ပြီးတော့3កောင်ကောင်းတယ် healer ကိုလည်း4កောင်ပဲသုံးရတယ်ဗျအကျန်ဟိုကျွန်တော် fan နဲ့3កောင်ချမယ်နောက်တစ်ခုအနေနဲ့ဒီဘက်မှာ2កောင်ချမယ်ဒါပေမဲ့အရင်ကြီးမချနဲ့ဆိုတော့ဘာလို့လဲဆိုဒီ eagle က activate ဖြစ်သွားလို့ရှိရင်ဒီ fan နဲ့လေးတစ်ခါတည်းပျောက်ကုန်နေပြီဗျကိုချထားတဲ့ကောင်ဒီချိန်မှာကြည့်နေလိုက်ဒီမှာကဒီ fan နဲ့လေးဆိုတာသူ့ဘာသူအလုံးလုံးဆိုတော့ဝါတာကလည်း site ရှင်းတာမြင်ရပါတယ်ဟိုကျွန်တော်မပြစ်တော့မယ်ပေါ့ဒါပေမဲ့မပြစ်ပေးဘဲနဲ့ဒီအချိန်ဆွဲလိုက်ရပါဘူးဒီစပိတ်အောင်သုံးကြမလို့သူ့ဘာသူလည်းဟိုကျွန်တော်ဖြစ်မယ်โอเคကျွန်တော်ဖြစ်ပြီးဖြစ်ပြီးဒါပေမဲ့ဟိုဘက်ကိုရောက်သွားတယ်โอเคကျွန်တော်ဒီမှာကန်ကောင်းသွားတယ်ပေါ့နော်အရန်ကိုပြောက်တာများသွားကိုပြောက်စပိတ်ဒါကုန်သွားတယ်ပေါ့နော်โอเคဒါဆိုရင်တော့ဒီတန်ပြန်ပြီးသွားပြီဒီတန်ပြန်ပြီးပြီဆိုတော့ဝါတောင်နေစိတ်ချလက်လွတ်ထားလို့ရရင်နော်โอเคကျွန်တော်ဒီဘက်ကနေပြီးတော့ဟိုဝင်မယ်ကင်းကွင်းဒီစီပါလာလို့ခေါ်လို့မသိဘူးကျွန်တော်ခေါ်လို့ပဲဒီနေကုန်းလာပြီးသွားတယ်ဒီ rate စပယ်ကိုဒီ Royal Champion ရတယ်Royal Champion ရဲ့ Grand Water နဲ့ဟိုကျွန်တော်ကင်းချမယ်ကိုရင်ဝင်တိုင်းအဲလိုဖြစ်တယ်စီပါရချမယ်ရမှာဆင်မယ်โอเคကျွန်တော်နေရောမှာတေးတော်သေးတယ်တူတန်း6ဦးမိပါဝေးဒီချိန်မှာကျွန်တော်ညမှာစပယ်မိပါတယ်တော့ဒီဘက်ကနေဟိုဝင်တယ် Royal Champion ကိုတွဲဝင်ပြီးတော့မိပါပြီနော်ဒီတကယ်ပြီးပါရင်ဒါလည်းဟိုပြောင်းမယ်ဟိုလည်းကျွန်တော်ဒီ first time တော့ဒီတကယ်လည်းငါအများကြီးလည်းအမားပါအောင်ပြီးပါဒီတကယ်ပြီးပါဒီလည်းကြောက်စရာမိုနိုလစ်နဲ့ဟိုကောင်နဲ့ကြောက်စရာနည်းနည်းလေးအမားပါသွားပြီပေါ့နော်ဒီလည်းတိုက်တယ်တော့နည်းနည်းအမားပါသွားတယ်ဟိုတက်သွားတယ်ကျွန်တော်လည်းမေ့ရောဒီတူတန်စပယ်ရင်ပါလာတာကျွန်တော်မေ့ကျွန်တော်တိုက်လို့ရှိရင်တူတန်အရင်မသုံးတူတန်ဆိုတူတန်နဲ့ပါတယ်ဒါပေမဲ့မသုံး
ဝေးတာပြီးသွားပြီပုံမှန်တက်ရင်တော့ဒီတက်ကင်ကဘယ်လိုပြောမလဲနည်း focus လေးတိုင်းတော့ဒီတက်ကင်ကဟိုစပဲပူတာတော့အဲ့လိုမျိုးဒီ true တော့မပူဘူးပေါ့နော် true ကကိုယ့်ဘာကိုအကုန်ချတယ်ဆိုတော့စပဲပူတာတော့ရှိတတ်တယ်